ရုပ်ရှင်အတွက်တရုပ်ဆောင်နေစဉ်မှာမမြင်ရတဲ့လောကသားရဲ့ပညာပြမှုကိုခံလိုက်ရတဲ့မိမိကိုပါဝင်ရိုက်ကူးရတဲ့ရုပ်ရှင်ရဲ့ဇာတ်ဝင်ခန်းတစ်ခုမှာဘယ်သူမှကြိုတင်မမျှော်လင့်ထားတဲ့တဘာဝလုံးအဖြစ်အပျက်တစ်ခုရုတ်တရက်ဖြစ်ပျက်ခဲ့ပါတယ်။ရိုက်ကွင်းမှာရိုက်ကူးရေးလုပ်နေတော့လေတိုက်ခတ်တာမရှိပေမဲ့လည်းထွန်းထားတဲ့ဖျောင်းတိုင်ဟာအလိုလိုပြုတ်ကျလာခဲ့ပါတယ်။ရိုက်ကူးရေးလုပ်နေတော့မှပစ္စည်းတစ်ခုပြုတ်ကျတာကဖြစ်လိဖြစ်ထားရှိပေမဲ့လည်းဖျောင်းတိုင်ထွန်းတဲ့တိုင်ကလေးမတိုက်ပဲထူးဆန်းစွာနဲ့ပြုတ်ကျခဲ့ရပါလေးမတိုက်ပဲပြုတ်ကျလာတဲ့ဖျောင်းတိုင်ဟာမိမိကိုရဲ့နားကိုတဲတဲမဲမဲသွားထိမိခဲ့ရကြောင်းဟန်တောင်မဆောင်နိုင်ခဲ့ပါဘူး။တရုတ်ဆောင်တယောက်အနေနဲ့ရိုက်ကွင်းပေါ်မှာဘလောက်ပဲထိခိုက်ဒဏ်ရာရပါစေကင်မရာရှေ့မှာဟန်ဆောင်ပြီးတော့အလုံးဆက်လုပ်လေးရှိပါတယ်။ဒီတစ်ချိန်မှာတော့မိမိကိုတယောက်တအားနာကျင်သွားခဲ့တဲ့အတွက်ဟန်မဆောင်နိုင်တော့ပဲမျက်ရည်တွေကျလာခဲ့ရပါတယ်။နာနာဘဝနဲ့သက်ဆိုင်တဲ့ဇဝင်ကန်တွေရိုက်ကူးပြီးဆိုတာနဲ့အမြဲလိုအနောက်အရှက်တွေအဟံအတားတွေကအကြောင်းမျိုးမျိုးပြပြီးတော့ဝင်လာတတ်ပြီးအနုပညာအလုပ်ကိုလုပ်ကိုင်နေကြတဲ့သူတွေမကြာခဏကြုံတွေ့ရလေးရှိတဲ့ရှင်းပြရခက်တယ်လို့ဆိုပါတယ်။ဒီအဖြစ်အပျက်တွေကိုရုပ်ရှင်လောကသားတွေကမကြာခဏကြုံဘူးလေးရှိကြပြီးတော့မိမိကိုတော့နန်လောကသားကသူ့ရှိကြောင်းပြသလိုက်တာပါ။ဒီဇာတ်ကားကိုရိုက်ကူးနေစဉ်မှာအနောက်ရှက်မဖြစ်အောင်ကြိုတင်တောင်းပန်တာတွေလည်းရှိပေမဲ့မမြင်ရတဲ့နန်လောကသားတယောက်ပညာပြသွားခဲ့ရပါလေးမတိုက်ပဲအလိုလျောက်ကျလာတဲ့ဖျောင်းနိုင်ထွန်းတဲ့အတိုင်းကြောင့်ရိုက်ကူးရေးမှာမနှောက်ယှက်ဖို့တောင်းပန်ခဲ့ရပါတယ်။နန်လောကသားတွေနဲ့သက်ဆိုင်တဲ့အရာတွေကဒီလောကကြီးမှာတကယ်ရှိရလားဒီလိုအရာတွေကိုကြုံမှုခဲ့ရင်ခေါမမအတွေ့အကြုံတွေကိုမျှဝေခဲ့ပါဦးနော်။